အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့2025မှာလက်တလောထွက်ထားတဲ့ဇကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒိုင်မီတာဝင်ကိုထမ်းဆောင်နေတဲ့ညီဖြစ်သူစူရီနဲ့အကြမ်းဖက်သမားဖြစ်နေတဲ့စီပါတို့ညီကိုနေအောင်ဘာတွေဆက်ဖြစ်ကြမလဲမျိုးနွယ်သူတို့ရဲ့စစ်မှန်တဲ့ဘရင်ကဘယ်သူတွေဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါဇလန်ရဲ့အစမှာတော့ကျုံသူတစုပေါ်ကိုရွှေတူးဖို့လာတဲ့ဗြိတိရှစစ်သားတွေနဲ့မျိုးနွယ်စုတစုတိုက်ခိုက်နေတာကိုတွေ့မြင်ရမှာပါ။တိုက်ပွဲမှာတော့မျိုးနွယ်စုရဲ့ဘရင်ကဥဆောင်ပြီးဗြိတိရှတပ်တွေကိုရဲဝံ့စွာတိုက်ခိုက်နေပါတယ်။ဒါပေမဲ့အင်အားချင်းကကွာခြားနေတာကြောင့်ဘရင်ဖြစ်သူကကလေးတွေကိုလွတ်စေဖို့တင်မော်တစင်းပေါ်ကိုတင်ပေးရင်သူတို့ရဲ့အသက်ကိုဆွန့်လွတ်ပြီးတိုက်ပွဲဝင်ခဲ့တယ်။သူတို့ဘရင်ရဲ့တရဖူကိုလည်းပေးလိုက်ရင်နောက်ထပ်ငါတို့ဘရင်ကိုရှာတွေ့ရင်ဒါလေးကိုပေးလိုက်ပါလို့လည်းပြောရင်းတိုက်ပွဲမှာကြာဆုံးသွားခဲ့တယ်။ကံကောင်းစွာပဲကျွန်းပေါ်ကကောင်မလေးတယောက်ကတော့လွတ်မြောက်သွားခဲ့တယ်။နေပေါင်း90လောက်ကြာပြီးချိန်မှာတော့လေ့ကျင့်နေတဲ့ရဲသားတွေကိုကြည့်ရင်ဇူရီတယောက်သူ့တငယ်ချင်းကိုစောင့်နေခဲ့တယ်။သူကလည်းတာမန်ရဲသားတယောက်ဖြစ်ပြီးသူတငယ်ချင်းရဲ့ခေါင်းဆောင်ပုံတူပကြီးဆွဲတဲ့ဆရာကြီးစီမှာသူအကိုရဲ့ပုံကိုဆွဲပေးစေချင်နေတာပါ။ငယ်လေးတွေကကွဲသွားရတဲ့သူ့အကိုရဲ့ပုံကိုသူအတော်လေးတွေးချင်နေတာပေါ့။ဒါကြောင့်လည်းသူကနေတိုင်းလိုအကူညီလာတောင်းနေတာကြောင့်သူတငယ်ချင်းကလည်းသူ့ကိုကူညီပေးမယ်လို့ပြောရင်သူတို့ငငယ်တုန်းကပုံကိုဆရာကြီးစီမှာထားခဲ့လိုက်တယ်။ပြန်ထွက်လာမှတော့ခေါင်းဆောင်တယောက်ကအဘိုးကြီးကိုရိုက်နေနေတာတွေ့တော့သူလည်းအကဲခတ်ကြည့်နေလိုက်တယ်။အဘိုးကြီးကပြစ်မှုတစ်ခုကြောင့်လူသားကိုခေါ်လာပေးရင်ရှော့ဖော့ပေးမယ်ဆိုလို့မင်းညာကခေါ်လာပေးတဲ့အကြောင်းကိုရှင်းပြနေရင်ဒီနေ့မနက်ပါတော့သူ့ရဲ့သားကိုထောင်ချမယ်လို့ပြောနေတာကြောင့်မခံမရနိုင်ဖြစ်ပြီးပြောနေတာပါ။အခြေအနေကိုနားလည်သွားတဲ့စူရီတယောက်ဘေးခံမှာဖမ်းထားတဲ့ကောင်လေးကိုလှုပ်ပေးရင်ခေါင်းဆောင်ပြတဲ့ရဲကိုဝင်ရိုက်လိုက်တယ်။ဒီလိုနဲ့ရဲတွေလည်းသူ့ကိုရိုက်နေတော့မှပဲဖမ်းထားတဲ့ကောင်လေးလွတ်သွားပြီးအဖိုးကြီးလည်းဝမ်းသာသွားတယ်။ရွာကိုပြန်ရောက်တော့သူတို့အရာရှိကအိမ်ထိလိုက်လာပြီးသူ့ကိုဆူပူးနေပါတယ်။သူကတော့ဒါမျိုးလုပ်နေတာကိုလက်မခံနိုင်လို့ဝင်ရိုက်လိုက်တာပါလို့ပြောလိုက်တယ်။နောက်နေ့မနက်မှာပဲသူတို့ရွာကရဲစခန်းကိုအထက်အရာရှိတွေရောက်လာပြီးသူ့ကိုယာဒူးကနေဆိုင်းငံ့မဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာသူရဲ့ဖြည့်ချင်းချက်တွေကကောင်းလွန်းနေတာကြောင့်အထက်အရာရှိတွေကသဘောကျသွားခဲ့တယ်။နောက်တော့မှသူနဲ့နှစ်ယောက်တည်းစကားပြောရင်သူကိုမစ်ရှင်တစ်ခုအတွက်ရွေးချယ်တယ်လို့ပြောတော့သူကိုယ်တိုင်လည်းမယုံကြည်နိုင်ဘူးဖြစ်နေတယ်။ဒါပေမဲ့မစ်ရှင်အောင်မြင်ရင်သူ့ရဲ့ပြောင်းဆုံးနေတဲ့အကိုကိုလည်းတွေးရမယ်ဆိုတော့နောက်ဆုံးမှာတော့သူလည်းလက်ခံလိုက်တယ်။သူရီတဲ့သူ့အကိုကြောင့်ကိုစဉ်းစားနေမိတယ်။သူတို့ရဲ့အဖေကသူတို့ရဲ့အမေနဲ့သူတို့ကိုနှိပ်စက်လွန်တာကြောင့်သူ့ရဲ့အကိုဖြစ်သူကတက်ပြီးထွက်ပြေးသွားတာပါ။အစည်းအဝေးခန်းထဲမှာတော့အရာရှိဖြစ်သူကသူ့ကိုရှင်းပြနေပါတယ်။ဟောင်ကောင်ကလက်နက်မှောင်ခိုတွေကတီတီလင်္ကာဘက်ကိုအများအပြားဝင်လာဖို့ရှိတာကြောင့်သူတို့တီတီလင်္ကာကိုဆယ်လို့ဖို့ဆုံးဖြတ်လိုက်တယ်။တီတီလင်္ကာမှာတော့လက်နက်မှောင်ခိုကိုင်းကနာမည်ကြီးနေပြီးသူတို့ကိုအကူအညီပေးနေတာကတော့လူမျိုးစုတစုပဲဖြစ်ပါတယ်။အိန္ဒိယကိုလည်းပြန်မရတဲ့မျိုးနွယ်စုအတွက်တီတီလင်္ကာမှာနေခွင့်ပေးပြီးလက်နက်မှောင်ခိုတွေရွှေတွေတရားမဝင်အစွမ်းကုန်လှုပ်ဆောင်ခိုင်းနေတာပါ။ဒီလူမျိုးနွယ်စုရဲ့ခေါင်းဆောင်ကတော့ပျောက်ဆုံးနေတဲ့စူရီရဲ့အကိုစီပါပဲဖြစ်ပါတယ်။သူကတော့မျိုးနွယ်စုအတွက်တရားမဝင်လုပ်တွေကိုရှေ့ကနေဥဆောင်ပြီးလုပ်နေသူပါ။လောလောဆယ်တော့စီပါကတီတီလင်္ကာထောင်ထဲမှာနေရင်ရွှေတွေနဲ့ပတ်သက်တဲ့သတင်းကိုစုံစမ်းနေတာပါ။ဒါကြောင့်ပဲစူရီကိုသူ့ကိုရှိတဲ့တီတီလင်္ကာထောင်ထဲကိုရုပ်ဖြတ်ပြီးပို့လိုက်တယ်။စီပါစီကိုတိုက်ရိုက်ရောက်သွားရင်သူကိုတန်တရားဝင်မှဆိုလို့စီပါရဲ့တပည့်တွေကိုပြဿနာရှာရင်စီပါနဲ့တွေ့ဖို့ကိုဖန်တီးလိုက်တယ်။သူထင်သားသလိုပဲစီပါလည်းရောက်လာခဲ့ပြီးနောက်ဆုံးမှာတော့ညီကိုနှစ်ယောက်ထောင်ထဲမှာတပ်ပုတ်နေကြပါပြီ။နောက်ဆုံးမှာတော့စူရီရဲ့ငယ်စဉ်ကရန်ဖြစ်ရင်ပြောနေကြစကားလေးအသေးရင်သေးမသေးရင်တော့မင်းသေးပဲဆိုပြီးပြောလိုက်တော့မှပဲစီပါလည်းမှတ်မိသွားပြီးသူရဲ့လူတွေကိုတားလိုက်တယ်။နောက်တော့စူရီကိုအာမခံနဲ့ပြန်လုပ်ပေးလိုက်ပြီးအချိုးချောင်းကိုမေးလိုက်တော့စူရီကအမေဆုံးသွားတဲ့အတွက်သူမှခင်တွယ်စရာဆိုလို့စီပါတယောက်ပဲရှိတော့တယ်။ဒါကြောင့်သူ့အကိုကိုရှာဖွေရင်အခုလိုထောင်ထဲရောက်လာတာလို့ပြောလိုက်တယ်။တပတ်မှလည်းသူ့ရဲ့အရာရှိကတီတီလင်္ကာမှာလှုပ်ဝက်တွေးဆုံပြီးမတော်တဆတီတီလင်္ကာစစ်တပ်တွေကသူ့ကိုဖမ်းမိသွားရင်ပြောနိုင်ဖို့လှုပ်ဝက်ကုတ်ကိုလည်းပြောထားပေးလိုက်တယ်။သူရောက်နေတဲ့စိတ်ကမ်းမှာတောင်းကျမ်းနေတာကတော့လက်နက်မောင်ကိုကိုင်းရဲ့သားမူရူကန်ပါသူကတော့သူ့စီထောက်လန်းလာတဲ့အိန္ဒိယသရှိုးတွေကိုတပ်ဖြတ်ထားသူတယောက်ပေါ့သူကြီးဆိုနေတဲ့စိတ်ကမ်းမှာမိန်းကလေးမှန်သမျှဘယ်ကိုမှသွားလို့မရတဲ့ဥပဒေကိုလည်းထုတ်ပြန်ထားတယ်စိတ်ကမ်းမှာအိမ်အောင်ကြတဲ့ယောက်ျားလေးတယောက်ကသူမိန်းမကိုဘယ်ကိုမှခေါ်သွားလို့မရပဲစိတ်ကမ်းမှာပဲနေပြီးသူ့ရဲ့လက်အောက်မှာအလုံးလုံးရတဲ့အတွက်သူ့ရဲ့ဂိုင်းဟာလည်းတပြေးပြေးကြီးထွားလာခဲ့တယ်ဒါကြောင့်မွေးကန်ဒီအမျိုးသမီးတယောက်ကိုတော့လှေစိမ့်မှာပဲမွေးလိုက်ရတဲ့အထိပါပဲမွေးလာတဲ့ကလေးကတားယောက်ျားလေးဆိုတော့မျိုးကဆေးရုံကိုခေါ်သွားခွင့်ရှိပြီးမိခင်ဖြစ်သူကတော့မတွေ့ရတော့ပါဘူးဒီလိုနဲ့ဆိုရီလည်းသူ့အကိုရွာကိုလိုက်သွားပြီးရွာရဲ့ခေါင်းဆောင်စီမှာပဲခွင့်တောင်းပြီးနေလိုက်တယ်စိတ်ထဲမှာလည်းစီပါရဲ့မိန်းမနဲ့သားလေးကိုအိန္ဒိယကိုပြန်ခေါ်သွားမယ်လို့တွေးလိုက်တယ်အားတဲ့အချိန်မှာတော့စူရီကသူ့ရဲ့ဒဏ်ရာတွေကိုဆေးကုရင်ဆရာဝန်မလေးနဲ့လည်းရင်းနှီးသွားတယ်ဆရာဝန်မလေးကဒီဒေသရဲ့ဥပဒေတွေကဒီလိုတားမြစ်ထားတယ်ဆိုတဲ့အကြောင်းကိုပြောလိုက်တော့စူရီလည်းစိတ်မကောင်းစွာပဲကြည့်နေခဲ့တယ်
နောက်နေ့မှာတော့စီပါနဲ့အတူသူတို့တွေလှုပ်ဝက်ဆွာထားတဲ့ရွှေတွေကိုတွားရောက်ရှောက်ပေးကြရင်မမျော်လင့်ပဲတိတိလင်ကရေတက်နဲ့တွေ့သွားခဲ့တယ်ဒီလိုနဲ့သူတို့လည်းရွှေတွေယူပြီးထွက်ပြေးကြတော့ရေတက်ကလည်းနောက်ကနေပြစ်ခတ်ရင်လိုက်လာခဲ့တယ်ရွှေတွေကိုတော့ဇူရီကရေထဲကနေဆွဲလာရင်လမ်းမှာတိုက်မိသွားတဲ့အတွက်ရေတက်ရဲ့လက်ထဲကိုပြန်ရောက်သွားတယ်ဒါကြောင့်မူရူကန်ကမျိုးနွယ်သူတွေကတယောက်ကိုတက်ဖြတ်ရင်၄ယောက်ကိုလည်းဖမ်းဆီးထားလိုက်တယ်အလောင်းကိုတော့မျိုးနွယ်သူတွေရဲ့ရွာနာမှာပစ်ထားဖို့ကိုအမိန့်ပေးလိုက်တယ်ဒါတွေကိုတွေးသွားတဲ့စီပါလည်းဒေါသထွက်လာပြီးမူရူကန်တို့ရဲ့အိမ်ကိုရောက်လာခဲ့တယ်စီပါကတော့သူတို့ရဲ့မျိုးနွယ်သူတွေကအသက်ရှင်ဖို့အတွက်သူတို့လက်နက်မှောင်ခိုကိုင်းအောင်မှာအလုံးလုံးနေတာအခုလိုတွေတက်ဖြတ်နေတော့သူတို့အလုံးလုံးပေးရတာမတန်တော့ဘူးလို့ပြောလိုက်တယ်ဒီလိုနဲ့ပရိပက္ခတွေဖြစ်နေတော့မူရူကန်ရဲ့အဖေရောက်လာခဲ့တယ်ရုတ်တရက်မှာပဲဇူရီကရွှေတွေပြန်ရရင်အဆင်ပြေမလားလို့ပြောလိုက်တယ်ဒါကြောင့်ပဲသူတို့ကိုင်းရဲ့ခေါင်းဆောင်တွေကသဘောကျသွားပြီးမင်းသားရွှေတွေကိုပြန်ယူလာရင်ဖမ်းထားတဲ့၄ယောက်ကိုလည်းလွတ်ပေးလိုက်မယ်လို့ပြောလိုက်တယ်ဒီတော့ဇူရီကထပ်ပြီးဂျွန်ဘောကအမျိုးသမီးတစ်ယောက်ကကလေးမွေးပြီးသူကလေးကိုကြည့်ခွင့်မရခဲ့ဘူးဒါကြောင့်သူမကိုလည်းစေးရုံသွားပြီးသူကလေးကိုတွေးခွင့်ပေးဖို့ပြောလိုက်တယ်ဒါကတော့သူတို့ရဲ့ဥပဒေကိုစန့်ကျင်တာပဲလို့မူရူကန်ကဝင်ပြောလိုက်တော့ဂိုင်းကောင်းဆောင်တွေကလည်းသူတို့ရဲ့ရွှေတွေလောက်ဘယ်အရာမှအရေးမကြီးဘူးလို့ပြောပြီးသဘောတူလိုက်တယ်နောက်တော့တိတိလင်ကစစ်တပ်ရဲ့ရွှေတွေကိုရွှေပြောင်းမဲ့အချိန်ကိုလည်းပြောပြလိုက်တယ်ရွာကိုပြန်ရောက်တော့တချို့ကဇူရီရဲ့စကားကြောင့်အစင်မပြေရင်သူတို့၄ယောက်အသက်ခံရမှာဆိုလို့ဒေါသထွက်နေကြပါတယ်စီပါလည်းဝင်တားနေခြင်းမှာပဲမျိုးနွယ်စုရဲ့ခေါင်းဆောင်ရောက်လာခဲ့တယ်သူနေလာတဲ့တတန်းတစ်ချောင်းအမျိုးသမီးတစ်ယောက်ကိုမျိုးပေါ်ကိုတက်နိုင်ဖို့အခွင့်အရေးကိုပထမဆုံးတောင်းဆိုထားသလိုမိခင်နဲ့ကလေးကိုပေါင်းစည်းနိုင်ပေးတဲ့အတွက်ဇူရီရဲ့စိတ်ဓာတ်ကိုလည်းလေးစားသွားတယ်ဒါကြောင့်ရွှေတွေပြန်ရဖို့ကိုအကောင်းဆုံးကြိုးစားကြမယ်လို့ပြောလိုက်တယ်ဒီလိုနဲ့ရေတက်အခြေစိုက်စခန်းရဲ့အခြေအနေကိုစုံစမ်းပြီးသူတို့ကိုယ်တိုင်လည်းရေတက်ရဲ့စစ်သားတွေပုံစံတရုပ်ဆောင်ရင်လမ်းကနေကြားဖြတ်ဝင်လူဖို့စီစဉ်လိုက်တယ်ဒီလိုနဲ့သူတို့ရဲ့ကြားဖြတ်လူယူတာကအောင်မြင်သွားခဲ့ပြီးရွာကိုဝင်မဲ့လမ်းမှာကတော့တိတိလင်ကစစ်တပ်ကစောင်းနေတဲ့ဂိမ်းနဲ့တိုးရတော့တယ်ဒါကြောင့်ကျန်တဲ့လူတွေအားလုံးကိုကားပေါ်ကဆင်းခိုင်းလိုက်ပြီးဇူရီနဲ့စီပါပဲကြံခဲ့တယ်သူတို့နှစ်ယောက်ကဘယ်သူကြံခဲ့မယ်ဆိုတာကိုငင်းခုန်နေတော့စစ်တပ်ကလည်းသတိထားမိသွားတယ်ဒါကြောင့်သူတို့ကိုကားပေါ်ကဆင်းလာခိုင်းလိုက်တယ်သူတို့ကလည်းကြံရများတဲ့အစုံဂိတ်ကိုကားနဲ့ဝင်တိုက်ကစီပါကစစ်သားတယောက်ကိုတစားကန်လုပ်ပြီးသူတို့သွားဖို့လမ်းကြောင်းကိုဖယ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့စစ်တပ်ကမဖယ်တဲ့အတွက်သူတို့တွေအကြက်ရိုက်နေပါပြီချက်ချင်းဆိုသလိုပဲဇူရီကစစ်သားတွေရဲ့ကြားထဲကိုတိုးဝင်သွားပြီးသူတို့ရဲ့ဆက်သွယ်ရေးဆက်နဲ့ပဲဒီဒီလင်္ကာရဲ့အခြေစိုက်စခန်းကိုလှုပ်ဝက်ကုတ်ကိုပြောလိုက်တယ်။အဲလိုပြောနေရင်မှပဲစစ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်ဆက်သွယ်ရေးဆက်ကပြတ်သွားတဲ့အတွက်စီပါလဲစိုးရိမ်သွားတယ်။ခဏကြာမှတော့ပြစ်ခတ်တန်းတွေအားလုံးပျောက်သွားပြီးဒီဒီလင်္ကာစစ်တပ်အရာရှိကလမ်းဖယ်ပေးဖို့ပြောလိုက်တော့စီပါလဲဇူရီကအိန္ဒိယကရဲတယောက်မှန်းသိသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့ရွှေတွေကိုရလာတဲ့အတွက်ဗန်တီထားတဲ့လူတွေကိုပြန်လွှတ်ပေးပြီးအမျိုးသမီးကိုလည်းဆေးရုံကကလေးနဲ့တွေ့ခွင့်ပေးလိုက်တယ်။ဒီတော့မှအားလုံးလဲဝမ်းသာသွားကြပြီးဇူရီကိုလည်းယုံကြည်လာကြပါပြီ။ညရောက်တော့ကျွန်းစုလေးပေါ်မှာပျော်ပွဲစားလုပ်ရင်းကားခုန်နေကြပါတယ်။ဒီအချိန်မှာပဲစီပါရဲ့တငယ်ချင်းကလူအုပ်ထဲကလူတစ်ယောက်ကိုရိုက်နှက်နေပါတယ်။သူကတော့ရွှေတွေကိုသွားယူတော့ဒီလင်ကရေတက်ကိုသတင်းပေးလိုက်တဲ့သူပေါ့။ဒါကြောင့်ပဲသူတို့လည်းဖမ်းဆီးလိုက်ပြီးမနေ့ရောက်တော့မျိုးနွယ်စုအားလုံးရှင်းမှာပဲသူ့ရဲ့အကြောင်းကိုမေးလိုက်တယ်။သတင်းပေးသူကအိန္ဒိယရဲအရာရှိတယောက်ကရွှေတွေနဲ့ပတ်သက်တဲ့သတင်းပေးရင်သူတို့မိသားစုကိုအိန္ဒိယကိုပြောင်းဖို့ကူညီပေးမယ်လို့ပြောတာကြောင့်သတင်းပေးခဲ့တာလို့ပြောလိုက်တယ်။နောက်ဆုံးမှာတော့ခေါင်းဆောင်ကသတင်းပေးလိုက်သူကိုတတ်လိုက်ရင်သူရဲ့မိသားစုကိုစောင့်ရှောက်ပါမယ်လို့ကြေညာပေးလိုက်တယ်။တစ်ဖက်မှာလည်းမူရူကန်ကမျိုးနွယ်စုကိုမကျေနပ်တဲ့အတွက်အကုန်လုံးကိုရှင်းပြချင်နေတာပါ။ဒါပေမဲ့သူ့ရဲ့အဖေကရှိနေတော့အရင်ဆုံးသူ့ရဲ့အဖေကိုတတ်ပြစ်လိုက်ပါပြီ။နောက်တော့ခေါင်းဆောင်ရာထူးကိုရယူပြီးသူ့အဖေရဲ့ဇာပနာကိုကျင်းပလိုက်တယ်။သတင်းပေးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အန္တရာယ်တွေကိုတွေ့ထားတာကြောင့်စီပါကဆူရီသာရဲတယောက်ဖြစ်နေတာကိုသိသွားခဲ့ရင်သူ့အတွက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပြီးအိန္ဒိယကိုပြန်ဖို့တိုက်တွန်းလိုက်တယ်။ဒီလိုနဲ့ဆူရီလည်းဆရာဝန်မလေးကတချို့တယောက်ဆိုတာကိုသိသွားတဲ့အတွက်အကျိုးကြောင့်ကိုမေးနေရင်သူရဲ့အရာရှိကရောက်လာပြီးတချို့လုပ်နေတာကမင်းတယောက်တည်းမဟုတ်ဘူးတခြားလူတွေလည်းရှိသေးတယ်လို့ပြောလိုက်တယ်။တစ်ဖက်မှာလည်းတပည့်တပန်းတွေပေါ်များတဲ့မူရူကန်ကဒီဒီလင်ကစစ်တပ်ဂိတ်ကလွတ်မြောက်ပြီးရွှေတွေယူလာနိုင်တဲ့စီပါတို့ညီကိုတန်တရားဝင်နေတာပါ။ဒါကြောင့်ပဲတစ်ချက်ကုန်နှစ်ချက်ပြက်ဖြစ်အောင်မျိုးနွယ်စုကလူတွေကိုလည်းရှင်းပြီးစီပါတို့ကိုပါတပ်ဖို့ကြံစည်နေတာပါ။ဒါကြောင့်ပဲသူ့အဖေရဲ့ဇာပနာညာပိုင်းမှာအကျွေးမွေးနွယ်အဲခံဖို့ကိုစီပါတို့ညီကို2ယောက်နဲ့အတူဂျွန်ကလူတွေအားလုံးကိုပါဖိတ်လိုက်တယ်။ဇူရီကတော့ဆရာဝန်မလေးနဲ့စကားပြောနေတဲ့အတွက်အဲခံပွဲကိုမလာနိုင်တော့ပါဘူး။စီပါလည်းသူမိန်းမနဲ့ကလေးကိုပါခေါ်လာခဲ့တယ်။စားတော့ခွေရတွေနဲ့အိတ်ခံထားတာကြောင့်မျိုးနွယ်စုကလူတွေကလည်းအားပါတရားစားတော့နေကြပါတယ်။စီပါကတော့ငယ်ဘဝအမတ်တရားတွေကိုပြန်တွေးနေမိတယ်။သူ့အမေကိုအဖေဖြစ်သူကရိုက်နေတော့အကိုဖြစ်သူကဝင်တာလို့သူ့ရဲ့အကိုကလည်းအရိုက်ခံနေရချိန်ဝင်တက်လိုက်တာကတော့စူရီပဲဖြစ်နေခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အကိုကအစားဝင်လိုက်ပြီးထွက်ပြေးသွားခဲ့တယ်
ဒါကြောင့်ပဲစီပါကအိန္ဒိယကိုသတင်းတွေပေးတာကသူပါလို့ထပ်ပြီးအစားဝင်ခံလိုက်တယ်ဒီတော့အကုန်လုံးကစိတ်ထိုးသွားကြပြီးစီပါကိုလည်းနောက်ကနေဓာတ်နဲ့ထိုးရင်နိုးတဲ့သူကလူတွေအကုန်လုံးကိုတက်ဖြတ်ကြပါတော့တယ်ခလေးမိမပါမကြံတက်ဖြတ်နေတာကြောင့်နောက်ဆုံးမှာတော့အိမ်ထဲကနေလွတ်အောင်ထွက်ပြေးကြပါတော့တယ်ဒါပေမဲ့ချန်ဝါကတန်တကားကြီးကိုတော့သူတို့လည်းမဖွင့်နိုင်ပဲဖြစ်နေခဲ့တယ်ဒီအချိန်မှာပဲစီပါလည်းဒဏ်ရာကြီးနဲ့ထလာခဲ့ပြီးသူရဲ့မျိုးနွယ်သူကလူတွေပြေးလို့ရအောင်တန်တကားကိုကားနဲ့တိုက်ဖွင့်ပေးခဲ့တယ်ဒါပေမဲ့မူရူကန်ရဲ့လူတွေကဝိုင်းဝန်းနှောက်ယှက်နေတာကြောင့်စီပါလည်းအတော်လေးထိနာနေပါပြီနောက်ဆုံးမှာတော့ကားနဲ့တိုက်ဖွင့်နိုင်ခဲ့ပြီးကားလည်းမှောက်သွားခဲ့ပါတယ်စီပါကတော့မျိုးနွယ်သူအတွက်အသက်ကိုဆွန့်လွတ်သွားခဲ့ပါပြီတပတ်မှလည်းဆူရီကဇရာဝင်မလေးနဲ့စကားပြောရင်းစိတ်ကန်းကိုဆင်းလာတဲ့အခါမှာတင်မော်တစည်းမှရှိမနေခဲ့ပါဘူးမူရူကန်ကတေချာအကွက်ချစီစဉ်ထားခဲ့တာပါတင်မော်တွေအားလုံးကိုကြိုတင်ဖျက်ဆီးထားပြီးဘယ်သူမှအိန္ဒိယကိုပြန်လို့မရအောင်စီစဉ်ထားတာပါဒါကြောင့်ပဲဆူရီလည်းကျုံးကိုရေကူးပြီးပြန်လာခဲ့တယ်ကျုံပေါ်ကိုရောက်လာတော့မမျော်လင့်တဲ့မြင်ကွင်းကသူ့ကိုစီးကြိုနေပါပြီအလောင်းတွေအပုံလိုက်ရဲ့ဘေးမှာငိုနေတယ်မျိုးနဲ့သူကလူတွေနဲ့သူမကြီးရဲ့အလောင်းကိုပါတွေးလိုက်တယ်ဒီလိုနဲ့ထက်ရှာလိုက်တဲ့နောက်မှာသူ့အကိုစီပါရဲ့အလောင်းကိုပါတွေးလိုက်ရတယ်ဒီချိန်မှာတော့စီပါကထာဝရခွဲသွားပြီဆိုတာကိုသူလည်းသိလိုက်ရပါပြီမျိုးနဲ့သူရဲ့ခေါင်းဆောင်ကလည်းဒေါသကြီးသွားပဲသူတို့ရဲ့နတ်ဖျားကိုတိုင်တဲနေပါတယ်သူတို့ရဲ့စစ်မှန်တဲ့ဘရင်ထွက်လာမဲ့အချိန်ကိုပေါ့ရုတ်တရက်မှာပဲကျုံးဘော်ကိုတင်နေတဲ့တင်မော်ကြီးရဲ့ကြောက်ဆူးကြိုးတွေကိုဆွဲနေတဲ့ဇူရီကိုအားလုံးကအံ့ဩစွာကြည့်နေခဲ့တယ်ခေါင်းဆောင်ဖြစ်တဲ့သူကလည်းဇူရီရဲ့ဂုတ်ဘော်ကအမတ်သားကိုကြည့်ရင်သူတို့ရဲ့ဘရင်အမတ်သားဆိုတာကိုသိသွားခဲ့တယ်အမတ်သားကတော့ဇူရီငယ်စဉ်ကအဖွားအိုတယောက်ထိုးပေးထားတာဖြစ်ပြီးဇူရီကိုထိုးပေးပြီးချိန်မှာပဲအဖွားအိုလည်းတည်ဆုံးသွားခဲ့တာပါဒီအဖွားအိုကတော့လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကဂျုံပေါ်မှာတဦးတည်းအသက်ရှင်ကျန်ခဲ့တဲ့မိန်းကလေးပေါ့သူမတို့ရဲ့ဘရင်အစ်စ်ကိုရှာဖွေရင်ဇူရီကိုတွေ့ခဲ့ရတာပါနောက်ဆုံးမှာတော့အားလုံးရဲ့ဝိုင်းဝန်းတွန်းထုံမှုကြောင့်တင်မော်ကြီးလည်းရေထဲကိုရောက်သွားခဲ့ပါပြီဘရင်ပြန်လာပြီဖြစ်တဲ့လူနဲ့သူကလူတွေကလည်းမူရူကန်တို့အဖွဲ့ကိုအကောင်းဆုံးကလေးသားပြန်ချနေပါပြီနောက်ဆုံးမှာတော့မူရူကန်ကိုလည်းသူ့အကိုနဲ့မျိုးနယ်စုကလူတွေအားလုံးအတွက်တွေးပြန်ဆက်နိုင်ခဲ့တယ်ဒီနောက်မှာတော့မူရူကန်ရဲ့အကိုပြန်လာတဲ့အတွက်တိုက်ပွဲတွေဆက်လက်တိုက်ခိုက်နိုင်အောင်သူကိုယ်တိုင်လည်းမျိုးနယ်စုရဲ့ဘရင်ဖြစ်ခံယူရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါပြီအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်